6လကြာတဲ့အထိတင့်ဘွားကဒီနေရာမှာပဲရှိနေအောင်မယ်ဆိုရင်အဲ့ဒီအရာကိုကံကြမ္မာတစ်ခုတည်းကိုအပြစ်တင်နေလို့မရဘူးတစ်ချိန်တည်းမှာ6လဆိုတာရက်ပေါင်း180ရှိတယ်တကယ်လို့တင်ကတစ်ရက်ကိုတင့်အတွက်အကျိုးရှိစေမဲ့စာမျက်နှာ10မျက်နှာဖတ်မယ်ဆိုရင်6လအကြာမှာဘဟုတုတရှိစေမဲ့စာမျက်နှာပေါင်း1800တင်ရလိမ့်မယ်တစ်လကို3ချိန်4ချိန်4ချိန်ကမှန်မှန်လုပ်မယ်ဆိုရင်တင်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးက6လအတွင်းမှာပြောင်းလဲလာမယ်အဲ့ဒီလိုပဲတင်ရဲ့စီးပွားရေးအတွက်တင်ဟာ contents တွေကိုနေ့တိုင်းမှန်မှန်တင်နေမယ်ဆိုရင်6လအတွင်းမှာ audience တွေပိုများလာမယ်တင့်အတွက်အခွင့်အရေးတွေပိုရရှိလာလိမ့်မယ်နေ့တူကတနေ့ကိုတနာရီအချိန်ပေးပြီးမိမိအတွက်အကျိုးရှိစေမယ်ပညာရဲ့တရရက်ကိုလေ့လာလိုက်စားတာကလည်းနောက်6လအတွင်းမှာတင့်ကိုပြောင်းလဲသွားစေနိုင်တယ်သို့တော်လည်းလူအများစုကဒီအရာတွေကဘာတစ်ခုကိုမှလိုက်မလုပ်ကြပါဘူးသူတို့ကအချိန်ရှိတိုင်းဖုံးပွတ်နေမယ်ညီးတွားနေမယ် motivation ရလာမဲ့နေ့တစ်နေ့ကိုထိုင်ဆောင်နေတယ်နောက်6လလဲကြာရောသူတို့ရဲ့ဘဝကအရင်အတိုင်းပဲဖြစ်နေပြီးသူတို့ကိုသူတို့အပြစ်တင်ရမယ့်အစားတခြားသူတွေကိုပဲလိုက်လံရှာဖွေပြီးဝေဖန်တိုက်ခိုက် blame တက်ကြတယ်အဲ့တော့နောက်6လအတွင်းတင့်ဘဝကအရင်အတိုင်းပဲမပြောင်းလဲပဲရှိနေအောင်မယ်ဆိုရင်ဘသူ့ကိုမှအပြစ်လိုက်တင်မနေပါနဲ့ကိုမှန်နေကြည့်ပြီးတော့ပဲဆုံးမလိုက်ပါ